자, 오케이. 이렇게 오래 생각할 수는 없고요. 자, 딴리소 씨 얘기를 해볼까요? 딴리소 씨? 오, 맞아요. 고행처럼. 어? ဟိုရှင်းကြည့်ရမလားလက်သေးတွေဖွက်ထားမယ်အရှင်းကြည့်ရတယ်မလားနော်ငါတစ်ခေါက်ပြန်လာလဲဖောက်ပြန်တာပဲမစားဘူးနော်အရှင်းနေနော်ကိုယ်ရဲ့တင်တာပဲအရှင်းတွေကဟုတ်လားဟုတ်ပါတယ်လက်သေးတွေဖွက်ထားတယ်ဆိုတာကသူ့ရဲ့အကြောင်းတွေအကုန်ထုတ်မပြသေးဘူးခဏလေးဖုံးကွယ်ထားသေးတယ်그쵸 손톱 거기 포인트가 뭐였어요 단리소 씨 포인트 아 그래요 고양이 들어봐라 고양이는 정하러 그 위험에 빠졌을 때 아니 짜오래 가마 자기를 보호하기 위해서 꼬꼬고 까고도 그거를 드러내지만 에라오 턱 뼈다 비멜로 평소에는 자기의 손톱을 이렇게 하고 살아요. 알로 비로도 내려서 뭐로 나래 파타비어 니다. 라떼 마시라 뭐부노 턱 뼈다 마시라고로 라떼 마시라 뭐부 အဲ့လိုပဲကျွန်တော်မှဒေါသမရှိတာမို့မာနမရှိတာမဟုတ်ဘူးခဏတိမ့်ထားတာပဲရှိတာအဲ့မာနကိုအဲ့ဒေါသလည်းခဏလေးအန်ဆာမှာခဏခောက်ထည့်ထားတာပဲရှိတာအဲ့ဒါမေဒေါသမရှိဘူးမာနမရှိဘူးအကောင်ဟိုထားပါတော့ဒီမမနဲ့စားတယ်အကောင်အလကားပါကွာတဲ့မလားဘာမှမပါအချင်းပါကွာအပလာပါကွာဆိုရင်တော့အမလေးအမှားကြီးမှားသွားမယ်နော်အဲ့ဒါကြားဖို့လားငကားမန်းတရောအမောက်ထောင်ပြတယ်ဆိုတာလေတဲ့မလားအဲ့လိုပဲတဲ့မလားလက်သေးမရှိတာမဟုတ်ဘူးဖြစ်တာပဲညက်ထားတာကျွန်တော်ညက်ထားတာသူတို့ဖောက်စာမရှိဘူးကျွန်တော်အဲ့လိုဘာလို့လဲညက်ထားတာကျွန်တော်လက်သက်ရှည်မနေတော့ယုံလို့ကိုယုံလို့လက်သက်ရှည်လို့ကျွန်တော်မကြိုက်ဘူးတကယ်လက်သက်ရှည်လို့လည်းမကြိုက်ဘူးကိုလည်းအဲ့လိုမျိုးအရှည်မထားဘူးနည်းနည်းရှည်တာကျွန်တော်ညက်တယ်နော်အဲ့လိုမျိုးရှည်နော်အဲ့ဒါလက်သက်အဲ့လိုမျိုးကျွန်တော်လက်သက်ပတ်ထားမို့ကျွန်တော်လက်သက်ကိုညက်ထားကြကရောဆုံးထုတ်အဲ့တော့လက်သက်ညက်ဘယ်လိုခေါ်လဲဆုံးထုတ်ကာကီလို့ခေါ်ဆုံးထုတ်ကာကီဆုံးထုတ်ကာကီဆုံးထုတ်ကာကီအဲ့တော့ကျွန်တော်တို့ဗာလဲခဲနိုင်초자고 연피깎기 뭐 너 연피깎기 초자 뭐로 그래 연피깎기 연피깎기 라떼냐고 자러 소톱깎기 자 아소이 서서저 라디오 뭐로 얘기해 라디오 주먹 아이 주먹 먹ဆိုတာစားတယ်ဆိုတော့ mock ပေါ့နော်မို့နော်စားတယ်ဆိုတော့ mock ကြားဘူးလားမင်းလက်သီးစာမိကျင်လားမင်းငါလက်သီးမြည်ကျင်လားလို့မေးတယ်လေလူသိမလားမင်းလက်သီးစာစားကျင်လားငါလက်သီးမြည်ကျင်လားအဲ့တော့စားတယ်မြည်တယ်ဆိုတော့ mock လေးမှာထည့်ပေးလိုက်နော်ဂျူမော့အဲ့ဆိုရင်သူနဲ့နည်းနည်းလေးအတန်းချင်းနဲ့စင်တာတခုရှိအဲ့ဘာလဲဆိုတော့ကျွန်တော်တို့ထမင်းခူးတဲ့ရောင်းမရှယ်ရောင်းမဒီမှာကျတော့တစ်သားတော့မတုံးဘူးလေဆီလီကွန်တို့ကော်တို့ပလတ်စတစ်တို့တုံးတာပေါ့ရောက်မဘလို့ရောက်မအောင်주먹ရောက်မကြ죽어 자우주 가어 갔다 거 죽어으로အဲ့တော့ထမင်းခူတာပါလဲဘာဘူးဖော်ရောဘာဆိုတာကင်စကားမဟုတ်ဘူးနော်ကိုရီးယားစကားပါကင်ကိုရီးယားစကားအစ်စ်ပါနော်ကျွန်တော်ပြောရုံမှာတနက်ကင်းရဲ့ရုံမှာနော်ဘာဖောဆိုတာပါလဲဟုတ်လားကင်စကားမဟုတ်ပါဘူးကိုရီးယားစကားထမင်းခူလာခဲ့ပြောထမင်းခူလာခဲ့ဘာဖောဘာဘူး그죠ဘာဘူး푸다မင်းကြရပါလဲ푸다ဟိုလိုဖူမဟုတ်တဲ့ဖူအဲ့တော့ဘာဖောအဲ့တော့ရောင်းမဘယ်လိုခေါ်လဲ죽어ရောင်းမဘယ်လိုခေါ်လဲ죽어 말하노? 오케이 봐.